မြောက်ကလေးမိုမိုနဲ့မော်ဂီလီယာလေတခါတာယာလာပါတဲ့ဒေါ်အုပ်ကြီးတစ်ခုထဲမှာမိုမိုလို့ခေါ်တဲ့မြောက်ကလေးတစ်ကောင်ရှိတဲ့မိုမိုဟာအရင်ထက်မြက်ပြီးစူးစမ်းလို့စိတ်ရှိသူလေပေါ့ဒီနေ့မှာတော့မိုမိုဟာဒေါ်အုပ်ထဲလမ်းလျှောက်ရင်ထူးထူးဆန်းဆန်းပစ္စည်းတစ်ခုကိုခေါက်ရခဲ့တဲ့အဲ့ဒါကတော့တခြားမဟုတ်ပါဘူးလူတွေစီပြုတ်ချကြံခဲ့တဲ့လက်ကင်ဖုံးလေးတစ်ခုပေါ့မိုမိုအဲ့ဒီဖုံးလေးကိုနိုးကြည့်လိုက်တဲ့အခါဖန်သားပြင်ပေါ်မှာရောင်စုံရုပ်ပုံလေးတွေပေါ်လာပြီးအတန်လေးတွေထွက်လာတာကိုတွေ့တော့သဘောကျသွားတာပေါ့ဒါကတော့ငါအတွက်မော်ကီလီယာလေးပဲလို့မိုမိုဝမ်းသာအားရအော်လိုက်တယ်နောက်ရက်တွေမှာမိုမိုဟာတစ်ပင်ပေါ်တက်ပြီးတစ်တီးရှာရမယ့်အစာဖုံးလေးကိုပဲတနေကုန်ကြည့်နေတော့တယ်ဒူငယ်ချင်းတွေဖြစ်တဲ့စင်ကလေးယုံကလေးတို့ကကစားဖို့လာခေါ်ရင်လေမအားဘူးငါမော်ကီလီယာကြည့်နေတယ်လို့ပဲညှင်းလွတ်လိုက်တယ်မိုမိုဟာဖုံးတဲ့ရုပ်ရှင်တွေကြည့်ဂိမ်းတွေဆော်ရင်တနေကုန်အချိန်ကုန်ခဲ့တယ်တပတ်လောက်ကြာတဲ့အခါမှာတော့မိုမိုရဲ့မျက်လုံးလေးတွေဆက်ဖြင်းဖြစ်လာပြီးနာလာတဲ့အဝေးတစ်တီးတွေကိုလည်းကောင်းကောင်းမမြင်ရတော့ဘူးညဘက်ဆိုရင်လည်းဖုံးကြည့်တာနောက်ကျတော့မနှက်မှလန်းဆန်းမရှိတော့ဘူးသူ့ရဲ့ကိုယ်လက်လှုပ်ရှားမှုတွေမရှိတော့လို့ခန္ဓာကိုယ်ကလည်းအားမရှိသလိုဖြစ်လာတယ်ဒီနေ့မှာတော့ဖုံးလေးကဟားကုန်သွားပြီးပိတ်သွားပါလေရောမိုမိုဟာဖုံးကိုဘယ်လိုမှဖွင့်လို့မရတော့ဘူးအဲ့ဒီအချိန်မှာသူတစ်ပင်ပေါ်ကတစ်တီးကိုလန်းကူးဖို့ကြိုးစားလိုက်တဲ့အခါမျက်လုံးကဝေဝါးနေပြီးလက်အားမရှိတော့တာမို့ပြုတ်ကျလို့နီးပါးချစ်သွားခဲ့တယ်။အဲ့ဒီမှာပညာရှိဇီကွက်ဖိုးဖို့ရောက်လာပြီးမိုမိုကိုဆုံးမစကားပြောလိုက်တယ်။မိုမိုမင်းကောက်ရတဲ့ပစ္စည်းဟာအသိပညာတွေပေးနိုင်ပေမဲ့အချိန်ကန့်တမရှိတုံးဆွဲရင်တော့မင်းရဲ့ကျမ်းမာရေးကိုထိခိုက်စေတယ်လေမင်းရဲ့မျက်လုံးတွေမင်းရဲ့ခန္ဓာကိုယ်နဲ့မင်းရဲ့ဒူငယ်ချင်းတွေအဲ့ဒီပစ္စည်းထက်ပိုတန်မိုးရှိတယ်ဆိုတာမေ့ပါနဲ့တဲ့။မိုမိုဟာဇီကွက်ဖိုးဖို့ရဲ့စကားကိုနားထောင်ပြီးနောင်တရသွားတဲ့သူဟာဖုံးကိုအရင်လိုတနေကုန်မကြည့်တော့ပဲဒူငယ်ချင်းတွေနဲ့ပြန်ကစားတဲ့တစ်ပင်တက်တဲ့လေးကျင်ခန်းလှုပ်တဲ့မျက်လုံးလေးတွေလည်းပြန်ကောင်းလာပြီးအရင်လိုပျော်ရွှင်စရာကောင်းတဲ့မြောက်ကလေးပြန်ဖြစ်သွားပါတော့တယ်။ဒီပုံပြင်လေးပေးတဲ့တင်ခန်းစာနေပညာကိုအခန့်တစ်နဲ့သုံးပါဖုံးတို့မဟုတ်ကိုအချိန်ကြာကြီးကြည့်ခြင်းဟာမျက်လုံးနဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ကိုလက်လှုပ်ရှားမှုလုပ်ပါဒူငယ်ချင်းတွေနဲ့ကစားခြင်းအပြင်ထွက်လမ်းလျှောက်ခြင်းဟာကိုယ်ခန္ဓာဖွံ့ဖြိုးဖို့အတွက်အရေးကြီးပါတယ်။တန်မိုးရှိတဲ့အရာကိုခွဲခြားပါဖုံးတဲ့ကစားနည်းတွေထက်တခဲပြင်ပါမိသားစုဒူငယ်ချင်းတွေနဲ့အချိန်ဖြုံးတာပိုပြီးအတိတ်ပဲရှိပါတယ်